မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကျွန်တော်ရဲ့ချန်ပီယံလေးဂျော့ရှွာဘန်ကိုအောက်လေပင့်တိုက်နေတဲ့မိုကာယက်ဆိုတဲ့အကြောင်းအရာကိုအရင်ဆုံးပြောပြချင်ပါတယ်ဂျော့ရှွာဘန်နဲ့ပတ်သက်လာရင်မိုကာယက်ကဘယ်တော့မှအကောင်းမပြောခဲ့ဘူးအခါအားလို့ဆိုတော့ဂျော့ရှွာဘန်ကိုချိုးချိုးနေစကားတွေပဲစက်တိုက်ပြောဆိုခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြည်သက်တွေကိုချပြခဲ့တယ်ကျွန်တော်ဖိုက်တာကလည်းဒီဖိုက်တာနဲ့ပတ်သက်လာရင်ဒီဖိုက်တာက online မှာပဲတော်ကီဖုန်းနေတာဘာမှဟုတ်တာမဟုတ်ဘူး Twitter မိုကာယက်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတုတ်ပြန်ခဲ့ဘူးတယ်လက်ရှိအနေထားမှာတော့မိုကာယက်ကဘယ်လိုပုံစံမျိုးတွေပေါက်ဖောက်လာလဲဆိုတော့သူက UFC နဲ့ပြန်ပြီးတော့စာချုပ်ချုပ်ချင်တယ်အဲ့လိုချုပ်ခွင့်ရအောင်လဲနီလန်မျိုးစုံနဲ့သူကကြိုးစားတယ်လက်ရှိအချိန်ထိတော့ promotion ဘက်ကဒီ fighter ကိုပြန်ပြီးခေါ်ယူဖို့လုံးဝအစီအစဉ်မရှိသေးဘူးသူ့အနေနဲ့ဘယ် promotion တွေမှာဘယ်လိုပုံစံမျိုးတွေနိုင်ပွဲရပါစေ promotion ဘက်ကသူ့ကိုခေါ်ယူမဲဆိုတဲ့ပုံစံမျိုးလဲတခွန်းမှပြောဆိုတာမျိုးမကြားမိသေးဘူးဒါကြောင့်မို့လို့ဒီ fighter ကအခွင့်အရေးရရင်သူ့ရဲ့နာမည်ကိုသတင်းသမားတွေရဲ့စာမျက်နှာထပ်မှတက်လာအောင်ပုံစံမျိုးစုံနဲ့ကြိုးစားလေးရှိတယ်တကယ်လို့များ UFC မှာအကြောင်းအရာတစ်ခုပေါ်လာပြီဆိုရင်သူကထားပြီးတော့လေတိုက်ပြီးမက်ဆီမဆိုင်နဲ့ဝင်အောင်နဲ့အဲ့လိုပုံစံမျိုးနဲ့ဝင်ပြီးတော့ဆွတ်ဖက်နေတာအခုလဲဒီအတိုင်းပဲကျွန်တော်ရဲ့ fighter လေးကချန်ပီယံဖြစ်လာပြီးတကမ္ဘာလုံးကအသိမှတ်ပြုတဲ့ချန်ပီယံမျိုးတောင်ဖြစ်လာတာပန်တိုဂျာနဲ့ပွဲပြီးတော့ကလည်းဒီ fighter ကဝူဝါတွေထားပြီးလေတိုက်တယ်တက်ဆူရိုတိုင်ဝါကိုအနိုင်ယူပြတဲ့ပွဲပြီးမှတော့ကလည်းထားပြီးတော့မနာလိုတဲ့ပုံစံမျိုးတွေနဲ့လေတိုက်တယ်အခုတော့ထပ်ပြီးဘယ်လိုပုံစံမျိုးလေတိုက်လဲဆိုတော့ဂျော့ရှွာဘန်ကိုအေးဆေးအနိုင်ယူပြလို့ရတယ်ဒီ fighter ကိုမှအနိုင်မရရင်သူက professional fighter ဘွားကိုတောင်ကြောက်ခိုင်းပြစ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လာပြီးလေတိုက်နေတာမစီမဆိုင်ကြီးကို plane ကြီးလေတိုက်နေတာဒီအကြောင်းအရာလေးကိုပြည်သက်တွေကိုပြောပြချင်တာဖြစ်ပါတယ်မနေ့ကပြုလုပ်သွားတဲ့ interview တစ်ခုမှာတော့မိုဟာမက်မိုကာယက်ကလက်ရှိ UFC မှာဆိုရင်ချန်ပီယံကဂျော့ရှွာဘန်ဖြစ်နေတယ်အဲ့လို fighter မျိုးကိုတောင်သူကဘယ်လောက်ထိအနိုင်ယူပြနိုင်လဲဆိုတာယုံကြည်မှုအပြည့်အဝရှိတဲ့ဆိုတဲ့အကြောင်းအရာတွေကိုအခုလိုပုံစံမျိုးနဲ့ပြောဆိုသွားပါတယ်ဒီကနေ့အနေထားအရဆိုရင်ချန်ပီယံဖြစ်နေတာကဂျော့ရှွာဘန်ကျွန်တော်ရဲ့ယုံကြည်ချက်ဘယ်လောက်ထိပြင်းလဲဒီကယ်ရီယာဖြတ်သန်းမှုကိုဘယ်လောက်ထိမြတ်နိုးလဲဆိုရင်ဂျော့ရှွာဘန်နဲ့ဘွဲ့တဲ့ပေးလိုက်ပါမနိုင်မှုဆိုရင် fighter ဘွားကနေတောင်အနာယူပြစ်လိုက်ပါမယ်အဲ့လောက်ထိကိုယုံကြည်မှုပြင်းပြနေတာပါဆိုတဲ့ပုံစံမျိုးနဲ့သူကပြောဆိုသွားတယ်ပြီးတော့ကျတော့သူကဘယ်လောက်ထိပြောလဲဆိုရင်ဂျော့ရှွာဘန်ဆိုတာသူ့အတွက် easy money ပဲဒီ fighter ကိုအနိုင်ယူပြဖို့တကယ်ယုံကြည်မှုကလုံးဝအမြင့်ဆုံးအထိတောင်ရှိတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ထပ်ပြီးလေတိုက်သွားတယ်ဒါကတော့မိုဟာမက်မိုကာရဲ့လေတိုက်ခဲ့တဲ့အကြောင်းဒီ fighter ကဒီလိုပုံစံမျိုးလေတိုက်သည့်တိုင်အောင်သူ့ရဲ့ professional fighter ဘွားဖြတ်သန်းမှုကလည်းဖြောင်းတန်းတန်းမရှိဘူးဟိုလိုတော့ကဆိုရင်ဒီ Adriano Moraes နဲ့ MBB promotion မှာပွဲဖြစ်ခဲ့တယ်။သို့တော်လည်းပဲသူကဗီဇာမရတဲ့အတွက်အဲ့ဒီပွဲကနေနှုတ်ထွက်လိုက်ရတယ်။ဘလို့အကြောင်းရင်းကြောင့်ဗီဇာမရတာလဲဆိုပြီးပြည်သက်တွေကလည်း YB throw ကြတယ်။မင်းက Muslim fighter ဒါပေမဲ့ Russia ကိုကိုစားပြုတာမဟုတ်ဘူး။ UK ကိုကိုစားပြုတဲ့ fighter တယောက် UK နိုင်ငံသားတယောက်အဲ့လိုနိုင်ငံသားတယောက်ကအမေရိကမှာဗီဇာမရဘူးဆိုတော့မင်းတော်တော်ကိုစိုးတာပဲဆိုပုံစံမျိုးကြီးနဲ့ YB လေးတိုက်ကြတယ်။အဲ့ဒီအနေထားတွေကိုလည်းသူကပြန်ပြီးတုတ်ပြန်ရတယ်။ဒီ fighter ကိုအမြင်ကက်နေတဲ့ပြည်သက်တွေလည်းအတော်များတယ်ဘယ်လောက်ထိများလဲဆိုရင်ဂျော့ရှွာဘန်ကိုအဲ့လိုပုံစံမျိုးသူကထပ်ပြီးလေးတိုက်လိုက်တော့တစ်ချိန်တုန်းကဂျော့ရှွာဘန်ကအေဇာမက်ဆန်နဲ့တုန်းကလေးတိုက်ခဲ့တဲ့အနေအထားမှာပြန်ပြီးတော့ throw တဲ့ဓာတ်ပုံလေးရှိတယ်အေဇာမက်ဆန်နဲ့ဒီဆူမာကူလောတို့နှစ်ယောက်ကိုသူကအကင်ကင်စားနေတဲ့ပုံစံမျိုးတွေနဲ့ပြန်ပြီး throw ထားတာအဲ့ဒီပုံကိုပြည်သက်တွေကယူပြီးတော့မိုဟာမက်မိုကာယက်ကိုပြန်ပြီးတော့ထိုးနေကြတယ်အဲ့လောက်ထိကိုဂျော့ရှွာဘန်ဘက်ကပြည်သက်တွေကလည်းဝိုင်းပြီးတော့ပြန်ပြီးတုတ်ပြန်နေတာကျွန်တော်လည်းပါတယ်ဒီ fighter ကတော်တော်ကြီးကိုစိုးစိုးဝါးဝါခလုတ်တိုက်လွန်းလို့ကိုတုတ်ပြန်ပြနေတာဖြစ်ပါတယ်ဆိုတော့ကြတော့နောက်ထပ်ဆက်နေတော့မို့အေဇာမက်ဆန်အကြောင်းလေးနဲ့ချင်းပြောပြခြင်းသေးတယ်မနေ့ကတော့အဲ့ဒီအကြောင်းကိုကျွန်တော် Cage Fight Facebook page မှာရေးတယ်ကျွန်တော်လည်း H မှုနဲ့ရေးလိုက်တော့နည်းနည်းမြန်မာစာအထားသူကလွဲသွားတဲ့ထင်တဲ့ပြည်သက်တွေလာပြီးတော့ကျွန်တော်ပြောကြတယ်ကျွန်တော်လည်းမပြင်းမိလိုက်ဘူးအဓိကပြောချင်တဲ့အကြောင်းအရာကဂျော့ရှွာဘန်နဲ့အေဇာမက်ဆန်တို့ပြဿနာဖြစ်ခဲ့ဘူးတယ်အဲ့ဒီတော့ကအကြောင်းကိုကျွန်တော်ပြည်သက်တွေကိုပြည့်ပြည့်စုံစုံချောင်းပြခဲ့တယ်ဘလို့ပုံစံမျိုးနဲ့လေတိုက်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာတွေကနေစာစီကုန်းပြီးတော့လက်ရှိအနေထားကဘလို့ပုံစံမျိုးနဲ့ကာဇက်စတန်ဖိုက်တာတွေနဲ့ပြဿနာဖြစ်နေတဲ့ဆိုတဲ့အကြောင်းအရာတွေကိုမြန်မာဖန်တွေသိအောင်ချပြခဲ့တယ်အဲ့ဒီအချိန်ကတော့ဂျော့ရှွာဘန်က UFC ကိုရောက်လာခါစခြာတိတ်လေးတယောက်အခုမှ UFC မှာစပြီးတော့ကလကအဖွင့်ပွဲထိုးတယ်ဘယ်သူနဲ့တွေ့ရလဲဆိုတော့ကာဇက်စတန်ဖိုက်တာဆူမာကူလောနဲ့တွေ့ရတယ်ဆူမာကူလောဆိုတာကသူတို့နိုင်ငံမှာတော့လုံးဝပြည်သက်ဝင်းရံမှုအားကောင်းတဲ့ဖိုက်တာဝါရင်ဖိုက်တာကြီးပြည်သက်တွေကလည်းအသူယူမှုနဲ့ကိုဝင်းရံကြတယ်အဲ့လိုဖိုက်တာကြီးကိုဂျော့ရှွာဘန်က short notice နဲ့အနိုင်ယူပြလိုက်တယ်ဟိုဖိုက်တာကြီးကတော့ဂျော့ရှွာဘန်ကိုရှုံးနေသွားတဲ့အတွက် UFC နဲ့လန်ခွဲလိုက်ရတယ်ဒီအနေထားမှာဇူမာကူလောနဲ့တနိုင်ငံသေးသားဖိုက်တာအေဇာမက်ဆန်ကမချိနဲ့ဘူးအဲ့ဒီချိန်တုန်းကအေဇာမက်ဆန်ကလည်း UFC ကိုရောက်ရှိလာကစားသူက14ပွဲဆက်တိုက်ရှုံးမှမရှိတဲ့စံချိန်မှတ်တမ်းမျိုးနဲ့ UFC ကိုရောက်ရှိလာတယ်လို့ကျွန်တော်ကမှတ်မိနေတယ်လို့ပဲကျွန်တော်အမှတ်မဟုတ်ဆိုရင်အဲ့လိုရလက်မျိုးနဲ့ရောက်ရှိလာတာ
အဲ့လိုအနေထားမှာသူက Joshua Ben ထက်နောက်ကျပြီးမှကလကအဖွင့်ပွဲထိုးရတယ်ကလကအဖွင့်ပွဲမှာတော့ဒီ fighter ကအနိုင်ရတယ်အနိုင်ယူပြီးချင်းမှာပဲသူကဘယ်သူနဲ့တွေ့ကြလဲဆိုတော့ Joshua Ben နဲ့တွေ့ကြတဲ့ဆိုတဲ့ပုံစံမျိုးနဲ့စိန်ခေါ်တယ်သူရဲ့ဒီ senior fighter Zuma Gulo နဲ့ပတ်သက်ပြီးကလေးစားချေခြင်းတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့စိန်ခေါ်ခဲ့တယ်ဒီအနေထားမှာ Joshua Ben ကလည်းပြန်ပြီးတုတ်ပြန်တယ်ဘယ်လိုပုံစံမျိုးတုတ်ပြန်လဲဆိုတော့အကင်နဲ့အနေထားမှာဒီ Zuma Gulo ကိုတော့ကင်ပြီးနောက်ထပ်လာရင် Asa Mason ကိုခင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ Joshua Ben ကလည်းတုတ်ပြန်တယ်အဲ့ဒီအနေထားမှာ Kazakhstan fan တွေနဲ့ Joshua Ben ရဲ့ Instagram account မှာဝိုင်းပြီးတော့ပြဿနာတွေဖြစ်ကြတယ်ကျွန်တော်မြန်မာပြည်သက်တွေကိုပြောပြခဲ့တယ်ပြောချင်တဲ့အကြောင်းအရာက Joshua Ben ကနည်းနည်းလေးနဲ့ချီးပုံရတယ် Zuma Gulo တော့ကလည်းသူ့ကိုရှုံးပြီးတော့အဲ့လိုပုံစံမျိုးနဲ့ promotion နဲ့လမ်းခွဲရတာAsa Mason ကလည်းထိုနီတူစွာပဲ UFC fighter ဘွားကလကအဖွင့်ပွဲတော့သူအနိုင်ရလိုက်တယ်သို့တော့အဲ့ဒီနောက်မှာထိုးတဲ့ပွဲတွေမှာစက်တိုက်ရှုံးတယ်သုံးပွဲစက်တိုက်ရှုံးတယ်နောက်ဆုံးတော့ဒီ fighter လည်း promotion နဲ့လမ်းခွဲလိုက်ရပြီး Joshua Ben နဲ့ထိုးကြမှာလဲဆိုပြီးစိန်ခေါ်ခဲ့တဲ့ fighter UFC နဲ့လမ်းခွဲလိုက်ရတယ်အဲ့ဒီအကြောင်းကိုမနေ့ကဒီရုရှားကသတင်းတွေမှာတော့ရုရှားအခြေစိုက် ACA promotion နဲ့လက်တွဲလိုက်ပြီးဆိုတဲ့အကြောင်းကိုအခိုင်အမာဖော်ပြနေကြတယ်ဒီအကြောင်းအရာလေးကိုကျွန်တော်ကပြည်သက်တွေကိုသိစေချင်တာJoshua Ben ကိုလေတိုက်ခဲ့တဲ့ fighter တယောက်တော့အဲ့လိုပုံစံမျိုးဖြစ်သွားတယ်အခုလက်ရှိမှာလဲမစီမဆိုင် UFC မှာတော့ပြန်ပြီးတော့စာချုပ်မချုပ်ရသေးတဲ့ fighter က Joshua Ben ကိုအနိုင်ယူပြနိုင်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လေတိုက်နေတယ်ဒါကတော့ဒီမိနစ်မှာပြည်သက်တွေကိုပြောပြခြင်းနဲ့ Joshua Ben နဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဆက်လက်ပြီးပြောပြခြင်းတဲ့အကြောင်းအရာကဒီအင်မီရိုမှာကျင်းပမဲ့ပြိုင်ပွဲနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေဒီပြိုင်ပွဲမှာကိုမိန်ပွဲအဖြစ်ဒီ heavyweight တန်းကိုပထမဆုံးတက်ပြီးထိုးမဲ့ Alex Pereira နဲ့ Cyril Gane တို့ကကြားပြ heavyweight champion ကပဲလူပွဲထိုးကြမှာဒီအနေထားမှာလက်ရှိ heavyweight တန်းရဲ့ champion က Aspinall ဒါကြောင့်မို့လို့ဒီ fighter နှစ်ယောက်ထိပ်တိုက်တွေ့တဲ့အနေထားမှာကွန်းပေးမှာ Tom Aspinall တော့ရှိတဲ့နဲ့ပြည်သက်တွေလည်းသိတယ်ကျွန်တော်လည်းသိတယ်လက်ရှိအချိန်ထိတော့ UFC က Tom Aspinall ကိုအဲ့ဒီပွဲကိုတက်ရောက်ဖို့ဖိတ်ကြားထားခြင်းမရှိသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ Kazakhstan fighter ဘက်ကပြောဆိုလာတယ်ဒီအကြောင်းအရာလေးကအနေချင်းထူးဆန်းပါတယ်ဘာဖြစ်လို့လဲဆိုတော့အင်ပီရိုမှာကျင်းပမဲ့ပြိုင်ပွဲမှာဒီပါဝင်ထိုးသက်မဲ့ fighter တွေတည်းမဟုတ်ဘဲအခြား fighter တွေကိုလည်းဖိတ်ခေါ်ထားတယ်အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ fighter လေး Joshua Ben ကထိတ်ဆုံးကနေပါဝင်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ် champion fighter တွေမှမဟုတ်ဘူးအခြားသော fighter တွေကိုလည်း UFC ဘက်ကဖိတ်ခေါ်ထားတယ်flyweight တန်းကဆိုရင် Joshua Ben နဲ့ Pantoja တို့အဲ့ဒီစီးမှာပါဝင်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းရှေ့မှာတော့ကကျွန်တော်တင်ဆက်ခဲ့ပြီးပြီဒီလိုအခင်းချင်းမျိုးမှာ Tom Aspinall ကိုမဖိတ်ဘူးဆိုတော့နည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ကိုမိန်ပွဲအဖြစ်ထိုးကြမဲ့ fighter နှစ်ယောက်က heavyweight တန်းရဲ့ကြားပြ champion ကပဲလူပွဲထိုးကြမှာဆိုတော့ကျတော့ Aspinall အနေနဲ့တေချာဘောက်ကိုတက်ရောက်တင်တယ်ဒီနေရာမှာ UFC ကဒီ fighter နဲ့ပတ်သက်လို့နည်းနည်းလေးဘဝင်မကျပုံရတယ်ဘလို့ပုံစံမျိုးဘဝင်မကျလဲဆိုတော့ဒီ Dana White နဲ့ပြဿနာတွေဇက်တိုက်ဖြစ်ခဲ့တဲ့ Eddie Hearn ကို Tom Aspinall ကသူ့ရဲ့ manager အဖြစ်ခန့်လိုက်တယ်ဒီအခင်းချင်းကြောင့် promotion နဲ့တိတ်ပြီးအဆင်မပြေတာလို့ကျွန်တော်ကယူဆကြည့်ချင်တယ်ဒါကအခုမှပေါ်လာတာတော့မဟုတ်ဘူးဟိုလိုတော့ကလည်းလန်ဒန်မှာ UFC Fight Night ပြိုင်ပွဲကျင်းပခဲ့တယ်အဲ့လိုလန်ဒန်မှာကျင်းပတဲ့ပြိုင်ပွဲမျိုးမှတော့ UFC က Aspinall ကိုအထူးဧည့်သည်အဖြစ်ဖိတ်ကြားခဲ့ခြင်းမရှိဘူးအဲ့ဒီပြိုင်ပွဲကိုလာရောက်တက်ရောက်ဖို့အတွက်ဖိတ်ကြားတာမျိုးလုံးဝမရှိခဲ့ဘူးဒါကြောင့်မလို့အဲ့ဒီပြိုင်ပွဲတုန်းက Aspinall ရဲ့ပုံရိပ်တွေကိုပြည်သက်တွေမမြင်ခဲ့ရတာအခုအိမ်ပြည်တော်မှာကျင်းပမဲ့ပြိုင်ပွဲမှာလည်းဒီအတိုင်းပဲထင်တယ်ဒီလိုပုံစံမျိုးကြောင့်မို့လို့ Aspinall ကိုမဖိတ်သေးတာလို့ယူဆကြည့်ကြတယ်သို့တော်လည်းပဲပြိုင်ပွဲကျင်းပဖို့ကနှစ်ပတ်ဝန်းကျင်ကြီးလိုသေးတယ်ဒီကြားထဲမှာဘာမှမဆိုအပြောင်းလဲတွေဖြစ်သွားနိုင်တယ်နောက်ထပ်ပြောပြမယ့်အကြောင်းအရာကအဲ့လိုအပြောင်းလဲဖြစ်သွားတဲ့အကြောင်းအရာလေးကဘယ်လိုပုံစံမျိုးနဲ့အပြောင်းလဲတွေဖြစ်လာတာလဲဆိုတဲ့အကြောင်းအရာလေးကိုဆက်ပြီးပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒီလိုအင်ပီရိုမှာကျင်းပမဲ့ပြိုင်ပွဲရဲ့ဖိတ်ကြားထားတဲ့စီးမှာရှောက်စထရလန်လည်းမပါခဲ့ဘူးဆိုတဲ့အကြောင်းကမင်းညကဟိုးလေးတကြောတွေဖြစ်လာတယ်Kazakhstan fighter ကအဲ့ဒီပြိုင်ပွဲကိုတက်ရောက်ဖို့အတွက်သူ့ကို promotion ဘက်ကမဖိတ်သေးဘူး။ဘာဖြစ်လို့လဲဆိုတော့သူက Israel နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုစက်တိုက်ပြောခဲ့တယ်။ဒါလို့အကြောင်းရင်းကြောင့်မလို့သူ့ကိုမဖိတ်တာနေမှာဆိုတဲ့ပုံစံမျိုးနဲ့ Kazakhstan fighter ကမနေ့ကဖွင့်ချလိုက်တယ်။အဲ့လိုဖွင့်ချပြီးမှတော့ online မှာပွဲတွေဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့ရှောင်းဆွလန်ကလက်ရှိ UFC မှာကြည့်လိုက်မယ်ဆိုရင်အမေရိကန်ကိုစားပြုချန်ပီယံဖြစ်ထားတဲ့တဦးသေးတော့အမျိုးသားချန်ပီယံဒါကြောင့်မလို့ဒီ fighter ကိုတော့ပွဲတော့တက်ရောက်တဲ့နဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ဝိုင်းပြီးမှတ်ချက်ပေးကြတယ်မနေ့ရောက်တော့အပြောင်းလဲဖြစ်သွားတယ်ရှောင်းစထရလန်ကိုတိုင်းက state တက်တင်တယ်အပြောင်းလဲတွေဖြစ်လာပြီးသူ့ကိုဖုန်းခေါ်လာတယ်သူ့ကိုဖိတ်ကြားလာတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ရှောင်းစထရလန်ကပြန်ပြီးတော့ state တက်တင်သွားတယ်ဒါကတော့ရှေ့က Tom Aspinall နဲ့မတူတဲ့နောက်ထပ်အပြောင်းလဲတစ်ခုအခုလိုအပြောင်းလဲလေးလည်းဖြစ်သွားတဲ့ဆိုတဲ့အကြောင်းလေးကိုလည်းပြည်သက်တွေကိုသိစေခြင်းလို့ရှောင်းစထရလန်ကတော့သူ့စီတိုက်ရိုက်ဖုန်းလန်းခေါ်တဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြည်သက်တွေကိုထပ်ပြီးချပြသွားပါတယ်ဆက်လက်ပြောပြခြင်းတဲ့အကြောင်းအရာကတော့ဒီတစ်ပတ်တနင်္ဂနွေနေ့မနက်ပိုင်းမှာကျင်းပမယ့် UFC Fight Night ပြိုင်ပွဲအကြောင်း
ဒီပြိုင်ပွဲရဲ့ထိပ်ဆုံးကောင်ပွဲဖြစ်တော့ဝက်လာဝိတ်တန်းကဖိုက်တာကြီးတွေရဲ့တွဲဆိုင်ကိုသတ်မှတ်ထားတယ်ဘီလာမူဟာမက်ကချန်ပီယံမဖြစ်ခင်တော့ကတော့စက်တိုက်ကိုနိုင်ပွဲတွေရအောင်ယူပြခဲ့တာစွမ်းဆောင်ကောင်းနေတဲ့စက်တိုက်ချပြခဲ့တယ်သို့တော့ချန်ပီယံဖြစ်ပြီးမှတော့ဒီဖိုက်တာရဲ့စွမ်းဆောင်တွေကကြာဆင်းလာတယ်ချန်ပီယံကပဲချက်ချင်းလက်လွတ်လိုက်ရတယ်အဲ့နောက်ထပ်အီယန်ဂယ်ရီနဲ့အတွေ့မှာလည်းထပ်ပြီးရှုံးတယ်ဒီလိုပုံစံမျိုးနဲ့ရှုံးပွဲဆက်နေတဲ့အနေအထားကနေအခုဘီလာမူဟာမက်ကနောက်တစ်ပွဲဆက်ပြီးထိုးရပြီးဒီတစ်ခါမှာတော့သူနဲ့ထိတ်တိုက်တွေ့နေတဲ့ဖိုက်တာကဘရာဇီးဖိုက်တာဘယ်သူလဲဆိုတော့ဘရာဇီးဖိုက်တာဂါဘရီယယ်ဘွန်ဖင်နဲ့ထိုးရမယ်ဒီဖိုက်တာကလည်းနောက်ပိုင်းမှာတော့နိုင်ပွဲတွေဆက်နေတယ်ဒါကြောင့်မို့လို့ဘီလာမူဟာမက်လိုဝါရင်ဖိုက်တာကြီးနဲ့ပွဲတက်ပြီးတော့ဒီပြိုင်ပွဲရဲ့ကောင်းပွဲဖြစ်သတ်မှတ်လိုက်တာကိုမိန်ပွဲဖြစ်ထိုးသက်မဲ့ဖိုက်တာတွေကတော့တစ်ချိန်ကအွန်လိုင်းဆန်ရဲ့လေ့ကျင့်ပေါ်ဖိုက်တာဖြစ်ခဲ့ဘူးတဲ့ဘရန်နန်အယ်လန်ရဲ့ပွဲဘရန်နန်အယ်လန်ကမိနစ်က short notice ပုံစံမျိုးနဲ့ရိုင်းနီယာဒေရတာကိုအနိုင်ယူပြခဲ့တဲ့ဖိုက်တာရိုင်းနီယာဒေရတာကိုအနိုင်ယူပြပြီးပြီဆိုတော့သူ့အနေနဲ့ချန်ပီယံကပဲစင်ခေါ်ခွင့်နဲ့နီးစပ်ဖို့အတွက်ထိတ်ဆုံးကပြိုင်ဘက်တွေနဲ့ပဲတွေ့ဖို့အတွက်မျှော်လင့်ခဲ့တာသို့တော့တကယ်မှာတော့အဲ့လိုပြိုင်ဘက်မျိုးနဲ့ထိတ်တိုက်မတွေ့ရဘူးမီဒဝိတ်ရန်ကီတို့မှာတော့မဝင်နေတဲ့ရှာဘာဆီယန်ဆိုတဲ့ဖိုက်တာနဲ့ထိတ်တိုက်တွေ့နေတယ်ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတကယ်တော့ Brandon Allen ကအမေရိကန်ဖိုက်တာသို့တော်လည်းပဲဒီပွဲမှာတော့သူကဘရာဇီးကိုကိုစားပြုသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့မနေ့ကတရားဝင်ထုတ်ပြီးပြောလိုက်တယ်ဘလို့အကြောင်းရင်းကြောင့်သူကဘရာဇီးကိုကိုစားပြုမှလဲဆိုတော့လက်ရှိသူ့မှာသားသမီးတွေရှိတယ်အဲ့ဒီသားသမီးတွေကတချို့ကဘရာဇီးသွေးတဝက်ပါတယ်ဒါကြောင့်မို့လို့ကမ္ဘာဖလားကျင်းပတော့မယ့်အနေအထားမျိုးမှာသူကဘရာဇီးကိုကိုစားပြုပြီးထိုးသက်သွားမှာဘရာဇီးကိုအားပေးတဲ့အနေနဲ့ဒီလိုပုံစံမျိုးဆုံးဖြတ်လိုက်တာဆိုပြီးပြည်သက်တွေကိုပြောပြသွားတယ်ဒါကတော့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားတဲ့အကြောင်းအရာတစ်ခုဆက်ပြီးပြောပြမယ့်အကြောင်းအရာက heavyweight တန်းကလူချမ်းဖိုက်တာကြီး Josh Hogit ကိုစိန်ခေါ်တဲ့ဖိုက်တာတစ်ယောက်ထွက်ပေါ်လာပြီးဆိုတဲ့သတင်းဖြစ်ပါတယ်ဘယ်သူကစိန်ခေါ်လိုက်တာလဲဆိုတော့ဟိုလောတော့ကမကောင်မှာကျင်းပတဲ့ပြိုင်ပွဲမှာလက်စွမ်းပြသွားတဲ့ heavyweight တန်းက Russia fighter ကြီး Pablo Bish က state တင်ပြီးတော့ Josh Hogit ကိုခုလိုပုံစံမျိုးနဲ့စိန်ခေါ်လိုက်ပါတယ်ဇွန်လ16ရက်နေ့ကြာရင်ကိုယ့်အလုပ်ကိုပြီးပြင်းအောင်လုပ်ကွာမင်းနိုင်ရင်ဩဂုတ်လရှန်ဟိုင်းမှာကျင်းပမဲ့ပြိုင်ပွဲမှာတွေးကြတာဘောဆိုတဲ့ပုံစံမျိုးနဲ့စိန်ခေါ်သွားတယ်ဆိုတော့ကြတော့ UFC ကလာမယ့်ဩဂုတ်လမှာတရုတ်ကနောက်ထပ်တနေရာဖြစ်တဲ့ရှန်ဟိုင်းမှာထပ်ပြီးပြိုင်ပွဲကျင်းပဖို့စီစဉ်ထားပုံရတယ်Pablo Bish ကလည်းသူ့ရဲ့ပွဲစဉ်ကိုအဲ့ဒီမှာပဲဆက်ပြီးထိုးသက်ချင်ပုံရတယ်ဒါကြောင့်မို့လို့ Josh Hogit ကိုအင်ဗီတော်မှာကျင်းပမဲ့ပြိုင်ပွဲမှာ Derek Lewis ကိုအနိုင်ရအောင်ထိုးပြီးရင်ငါနဲ့ရှန်ဟိုင်းမှာထပ်ပြီးတွေးကြတာဘောဆိုတဲ့ပုံစံမျိုးနဲ့စိန်ခေါ်သွားတယ်Josh Hogit ကလည်းထုံးစံအတိုင်းအစဲတွေနဲ့ပြန်ပြီးတုတ်ပြန်သွားတယ်ဒီတွဲဆိုင်ကတော့ပြည်သက်တွေလည်းကြည့်ကြမဲ့ထင်တယ် Pablo Bish ကလည်းတကယ်ကိုကျန်းတဲ့ fighter stand fight ပဲရှင်ထိုးတဲ့ fighter Josh Hogit နဲ့ဒါထိတ်တိုက်တွေ့မယ်ဆိုရင်ပြည်သက်တွေအတွက်နောက်ထပ်ဖြောဝေမှုရှိတဲ့တွဲဆိုင်မျိုးဖြစ်လာနိုင်ခြင်းများပါတယ်နောက်ထပ်ပြောပြမယ့်အကြောင်းအရာကတော့အဘူဒါဘီမှာကျင်းပမယ့် UFC Fight Night ပြိုင်ပွဲနဲ့ဆက်ဆက်နေတယ်ဒီပြိုင်ပွဲမှာပါဝင်လာမယ့်ထိပ်ဆုံးပွဲစဉ်တွေကိုဟိုတလောကပဲချပြလိုက်တယ်ခါဘီရဲ့ဝမ်ကွဲညီဥမာနူမာဂိုမီတော့ကမက္ကဆီကိုကဒေါက်တာဖိုက်တာဆရာဝန်ဖိုက်တာမာတီနက်နဲ့ထိတ်တိုက်တွေ့တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ်ဒီအခင်းကျင်းမှာဥမာနူမာဂိုမီတော့ကဘာဖြစ်လို့ဒီတွဲဆိုင်လက်ခံလိုက်တယ်လဲဆိုတဲ့ကျွန်တော်ရဲ့အမြင်တွေကိုလည်းထည့်သွင်းတင်ဆက်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဥမာနူမာကိုမီတော့ကချန်ပီယံကပတ်စင်ခေါ်ပြီးနောက်ပိုင်းမှာနှစ်ပွဲဆက်တိုက်လက်ခံထိုးတယ်နှစ်ပွဲစလုံးနိုင်တယ်ဒါကြောင့်မလို့သူ့အနေနဲ့ချန်ပီယံကပတ်စင်ခေါ်ခွင့်ရမယ်ဆိုရင်ရလို့ရနေပြီတို့ပေတိတိုင်အောင် promotion ဘက်ကတော့ပျော်တန်ရန်နဲ့ Maret Dibalish video ရဲ့မကြေပွဲကိုတဲဖို့ပဲအာယူနေပုံရတယ်ဒါကြောင့်မလို့ဥမာနေနဲ့အခွင့်အရေးရမှာမဟုတ်ဘူးဒီအခင်းချင်းမှာသူကထိုင်မနေခြင်းတဲ့အတွက်စောက်မနေခြင်းတဲ့အတွက်ဒီတွဲဆိုင်ကိုလက်ခံလိုက်ပုံရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြည်သက်တွေကိုသုံးသပ်ပြီးချပြခဲ့တယ်ဒီမနေ့မှာတော့ခါဘီကိုတိုင်းကအဲ့ဒီပွဲနဲ့ပတ်သက်လို့ statement ထားပြီးတင်လာတယ်။ဘာဖြစ်လို့လဲဆိုတော့ပြိုင်ဘက်အနေထားကိုရှင်းကြည့်လိုက်မယ်ဆိုရင်ဥမာနူမာကူမီတော့နဲ့ရှင်းစရာအကြောင်းရင်းမရှိသေးဘူး။ ranking သတ်မှတ်ချက်ကအတော်လေးကွာဟမှုရှိနေသေးတယ်။သို့တော့ခါဘီကတော့ဘာဖြစ်လို့ဒီပွဲပေါ်ပေါက်လာတာလဲဆိုတာအခုလိုပုံစံမျိုးနဲ့ statement ရေးသားသွားပါတယ်။ငါတို့ကပြိုင်ဘက်ရွေးနေတဲ့သူတွေမဟုတ်ပါဘူး။ကဲလန်းလာတဲ့ပြိုင်ဘက်တိုင်းနဲ့လက်ခံထိုးမှာပါပဲ။ဒီပွဲပြီးရင်ဒီပွဲအနိုင်ရလက်ကဘယ်တိုင်းတာထိခီးရောက်သွားလဲဆိုတာစောင့်ကြည့်ကြတာပေါ့။ကိုရီဘက်ကတော့ထိတ်ဆုံး9ယောက်စီးရင်ဝင်ဖိုက်တာတွေနဲ့ပဲစောကြနေတာပါဒါပေမဲ့သူတို့ကပွဲတွေဖြစ်ထားနှင်ပြီးသားလေးဆိုတဲ့ပုံစံမျိုးနဲ့ခါဘီကတုတ်ပြန်သွားပါတယ်